မပန်းနဲ့ကိုမိတ်ဆက်ပေးအောင်မယ်ဒါကျွန်တော်တကယ်ချင်းအေးမီတဲ့အေးမီဒါငါတို့လူသားစိုက်ခင်ရဲ့တထေးမလေးနာမည်ကတော့မပန်းနဲ့မြင့်မို့တဲ့တွေ့ရဝမ်းသာပါတယ်မပန်းနဲ့မြင့်မို့နာမည်ကလည်းလှသလိုလူကလည်းလှရနော်ကျေးဇူးပါဟိုညီမလေးတို့ဒီမှာအရင်မတွေ့ဘူးနော်ဟုတ်တယ်သူကမြို့မှာလှုပ်သွားလို့နေတာကြာပြီသူနဲ့ကျွန်တော်နဲ့ကဟိုးငငယ်လေးတဲ့တကယ်ချင်းတွေပြောရတော့ bad friend တွေပါအခုကမတွေ့ရတဲ့ကြာပြီဆိုတော့ဟုတ်တယ်သမီးတထေးမရေဟုတ်တယ်တားရဲ့ငယ်ကြီးစားဟာအင်းကြီးอ่ะအဲ့ကောင်ကလေလူမဲတိတတ်တဲ့ရွယ်တွေကအင်းမိမှအင်းကြီးဖြစ်နေတာလူမဲတိတတ်တဲ့ရွယ်တွေကအင်းပြီးရှိမှသူကထမင်းစားတယ်အင်းပြီးရှိမှသူကအီးပါတဲ့ကောင်ညံကျော်နင်ကငါ့ကိုအဲ့လိုတော့ဖြစ်ခဲ့ရလားငါဖြင့်မသိခဲ့ပါဘူးဟုတ်တယ်အေးမီရေဟိုသမီးရောက်တုန်းလေသူ့ကိုကြူးဆလိုက်အောင်နော်အခုတော်တော်ဒီကောင်ဘာဖြစ်နေမှန်းဟိုမသိဘူးရီးစားပူမိနေရလားမသိဘူးတထွေတမိုင်နဲ့နှစ်ယောက်တွေ့တော့မေးလိုက်နော်ဟုတ်တယ်အဖေနဲ့မေးရတယ်ဗျာဒုက္ခပါပဲဘာရှောက်ပြောနေမှမသိရှက်သွားညနေထမင်းသားလေးတိုင်းခေါ်သွားလိုက်ပါဦးသမီးရေစိတ်ချပါဦးလေသမီးတို့ကိုနောက်ရက်အိမ်မှာထမင်းပိတ်ကျွေးမှာပါအေးပါညံကျော်နင်လာခဲ့အောင်နော်မပန်းရဲ့နဲ့ဘာလုပ်လဲစားတိခုလာလေဟာမမီဘူးမလားကျွန်တော်ခူးပေးမယ်ရတယ်ဟိုစားချင်လို့ခူးနေတာလေမမီဘူးမလားကျွန်တော်ခူးလိုက်ပါမယ်အပန်းမကြည့်ဘူးလို့လို့ဘာဖြစ်လဲကိုရစားဟမ်ပန်းလေးဟာပန်းလေးကကိုခေါ်တယ်ဟိုဟာဒီလာပြီပန်းလေးလာပြီပါစီဖဲသားမမင်းရလေပန်းလေးကငါ့ကိုတစ်ခါမှဒီလိုခေါ်ဘူးတာမဟုတ်ဘူးကိုရစားဟိုပန်းအောင်ဒါလေးခုပေးပါလားဟိုကျွန်တော်ခူးပေးမယ်လို့ပြောရလေဘယ်လိုဖြစ်လို့လဲမလိုပါဘူးဆိုကိုရစားခုပေးနော်ပန်းလေးကိုမိပါမှာမကိုချီပေးပါအဲ့ကျွန်တော်ခူးပေးမယ်လို့ကျွန်တော်ပြောရလေရပါလေမင်းငါကခူးလိုက်ပါမယ်မင်းရတယ်အမလေးမမိတယ်တွေ့လားငါပန်းလေးကကိုရစားဒီနေ့ပဲသွားကြရှိလဲမရှိပါဘူးဟိုမရှိလို့ရှင်ရလေညနေဟိုစိုက်ခင်းနေသွားစစ်တဲ့ခါကျရင်ပန်းလေးနဲ့လိုက်ခဲ့ပါလားပန်းလေးအတွက်ဆိုရင်အားပြီးသားလိုက်ခဲ့မယ်နော်ဟုတ်ပြီလားမပန်းနဲ့ကျွန်တော်လည်းလိုက်မယ်လေဗျာကျွန်တော်လည်းခေါ်လိမ့်နော်မလိုပါဘူးပြရတာမယ်မင်းရလေကွာမလိုပါဘူးဆိုမလိုဘူးပေါ့လာတမယ်ပန်းလေးလားကိုလိုက်ပြီမယ်နော်တတိမလေးဟိုနှုတ်ထွေးကိုဘာပြောစရာရှိလို့လဲထွေးတော့မဟုတ်ပါဘူးဟိုနေ့ကလေဆိုင်ကိုလာသွားတဲ့ကောင်မလေးဟိုဘာမိဘာမိဟုတ်အေးမေကိုပြောရလားအေးဟုတ်တယ်ဟုတ်သူကဘယ်မှာနေရလဲအေးမေလားဟိုအင်းမီကဟိုဒီချိန်ရွယ်ဟိုဘက်ကရွာလေးမှာနေရလေသူကတော့ရန်ကုန်သွားလိုက်ပြန်လိုက်ပဲဘာလို့လဲတတိမလေးဘာမဟုတ်ပါဘူးဟိုသူနဲ့ညံကျော်နဲ့မောင်လေးနဲ့အေးမီနဲ့ကိုပြောတာလားမောင်လေးနဲ့အေးမီနဲ့ကလေဟိုးငငယ်လေးကစားပေါ်ရီမောင်လေးကလေအေးမီကိုဆိုတိတ်ချစ်တာအေးမီပါမှာပဲမောင်လေးကចောင်းသွားတာအေးမီပါဘဲမှတော့မသွားဘူးပြရနုထေရှင်ဟိုအမဒီနေ့ခေါ်လိုက်တာလေအမပူဆက်လေးတစ်ခုစားကြလို့လုပ်ပေးဖို့ဦးညံပြောပေးနော်ဟုတ်အဖေကိုပြောလိုက်မယ်နော်ရပြီတတိမလေးဟိုနုထေလေးခုနတတိမလေးကိုပြောဖို့မိတ်သွားရှိသေးတယ်တိလားဟုတ်လားဟိုဒီနေ့အေးမီကမျိုးပြန်မလို့တဲ့အဲ့ဒါလေမောင်လေးကအေးမီကိုသူကိုယ်တိုင်လိုက်ပို့ပေးမှာတဲ့ဟိုအဲ့ဒါလေတတိမလေးဟိုမျိုးမှားကြိုက်ပါမရှိဘူးလားဟိုမှားကြိုက်ရှိရင်မောင်လေးကိုရပြီတွေ့ဟိုအမခုနခိုင်းတာလေးပဲလုပ်ပေးနော်ပူဆက်လေးလိုက်တာအဲ့ဆိုတောက်ပြီနော်တောက်လိုက်မယ်တောက်လိုက်နော်
မောင်လေးကလည်းမောင်ရွှေမောင်မောင်လေးဟာမောင်လေးတဲလိုက်ပုံလေးကိုတို့တဲပြီးမယ်လीနော်မောင်လေးလက်တွေပုံကုန်မှာစလို့နော်ကိုတို့တဲပြီးမယ် မင်းသားလေးစမ်းပါရွှေကိုဖောက်ပြီးကိုဖောက်ခေါင်းပေါ်ကျော်ပြီးတဲ့သွားပြီးမယ် ကိုတို့ပေးပါကိုတို့ပခုံးလေးနဲ့ထမ်းပြီးတဲပြီးမှာနော်မောင်လေးလက်တွေ မဖက်ရခံရတော့မှာပဲဟိုရွှေဖပါတို့ဒီစက်ကူပုံကလည်းဘယ်သူမှလည်းတဲဖို့မလိုဘူးတဲရအောင်ထိလည်းလေးမလို့တကယ်တွေ့လိုက်တယ်အာရုံနောက်သွားဒီမှာရှင်တို့ညံလို့အခုလိုမျိုးမိန်းကလေးတက်ကိုအိမ်နေပြအောင်လုပ်နေပြီဒီတက်လုံးမိန်းမရမှာမဟုတ်ဘူး ဟာဒီမှာရွှေဒီတက်လုံးမိမရမှာမဟုတ်ဘူးဆိုတဲ့ချိန်သာကြီးတော့ကိုဖာတို့မတိုက်လိုက်ပါနဲ့ကွာ ဟုတ်ပါတယ်မောင်လေးရေကိုတို့နှစ်ယောက်ကလည်းအခုမိမရအောင်စူးစမ်းနေတာလေ ကျူးစားနေတာ ကိုတို့ဖြစ်ဒီကဖာဖြစ်နှစ်ယောက်တည်းတယောက်ကိုပုံလေးပြက်တသားရွေးချယ်လိုက်ပါလား ရွှေလိုက်နော် ဘာကိစ္စလဲကျမရှင်တို့ရွေးရမှာလေ တယောက်ရွေးခိုင်းလိုက် ရွေးဘူးကျမမှာချစ်သူရှိတယ် ဟမ် ကျမရဲ့ချစ်သူမောင်ကိုပဲလက်ထပ်ပါမောင်ကိုပဲချစ်တယ်မောင်လေးပဲတူနေမှာကဲဖက်အဲ့မင်းကြောင့် မင်းဘာဆိုင်လို့လဲမင်းကြောင့်ဖြစ်တာလေ မင်းအသားမဲလို့ရွှေမောအခုလိုမျိုးငါတို့အသက်ခွဲသွားတာ မင်းရလဲကွာအသေးကွဲတာတော့မှလွတ်လပ်မမဲရအောင်ငါမဲတာကွာလွတ်အသေးကွဲပြရစီအဲ့ဒါမင်းကြောင့်မင်းအရက်ပုလို့ဖြစ်တာ မင်းမဲလို့ဖြစ်တာ မင်းပုနေလို့မင်းကိုမကြည့်လို့ငါ့ကိုရောပြီးမကြည့်ပြော မင်းမဲကောင်မင်းမဲလို့ မင်းပုလို့ငါပုကောင် မင်းမဲကောင် မင်းပုနေလို့ မင်းမဲကောင် မပန်းရတော့အရန်ချစ်တယ်မပန်းရနဲ့လွယ်ပြီးတော့တခြားတယောက်ကိုကျွန်တော်ချင်းပတ်ထဲကိုထည့်လို့မရတာ မရေမတည်င်းကောင်း ဟဲ့လန့်လိုက်တာဘာစရင်လို့အဲ့လိုလန့်ကြားတော့အော်လာတော့ ရှင်ရရှင်နေဆက်သွယ်ပြီလူတိုင်းရကုမ္ပဏီနဲ့ပူးပေါင်းမှုစိတ်ဝင်စားတယ်တဲ့ တကယ်ဟန်နာလိုက်တာဟာနောက်ဆုံးတော့ငါဖြစ်ချင်တဲ့အရာရယ်တကယ်ဖြစ်လာတော့မှာပဲ ဒါပေါ့မဖြစ်ချင်တာတကယ်ဖြစ်လာတော့မှာ ဒါဆိုရင်ရန်ကုန်မှာပဲတပတ်အတွင်းရှေ့ရရှင်အားလုံးနဲ့စာချုပ်ချုပ်ဖို့စီစဉ်လိုက်တော့ ဟုတ်စီစဉ်လိုက်တော့မလား ကိုရရောရေး ညာ ကိုရရောပြည်ပြည်နဲ့ပဲမှာချားပါကျွန်တော်လာပြပေးပါဦး ဟာမင်းရတယ်ငါမပိုင်းဘာမှမပြီးဘူးငါအလောက်ကမိုးချုပ်တော့မယ်အခုဒီတစ်ခုမှမပြီးနိုင်ဘူးဒိုးကောင်းနေမှမသိ